မိတ်ဆွေတို့ကျွန်တော်ဒီနေ့အရန် special ဖြစ်တဲ့ battery တစ်ခုနဲ့မိတ်ဆက်ပေးမယ်ဘယ်လိုမျိုး battery လဲဆိုရင်ကျွန်တော်အထဲမှာသုံးထားတဲ့ cells တွေရောတခြားပစ္စည်းတွေအရန် special ဖြစ်တယ်ပြီးမှကျွန်တော်ဈေးနှုန်းကလည်းအရန်သက်သာတယ်ပေါ့နော်အဲ့တော့ကျွန်တော်အထဲမှာရှိတဲ့ battery ဘာတွေပါလဲဆိုတာပြောပြရင်းနဲ့ကျွန်တော်တို့ဒီ battery ကို unboxing လုပ်လိုက်ရအောင်နော် Okay ကျွန်တော်တို့အခုမြင်တွေ့ရမှာကတော့ကျွန်တော်ဒါ Roman ထုတ်ထားတဲ့ 51.2 314H ပဲဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ဘာပါလဲဆိုရင်အခုပထမဆုံးမြင်ရတာတော့ကျွန်တော်တို့အင်ကြီးပါနော်ဒါအရင်ရှားတယ်ကျွန်တော် battery တွေမှာအင်ကြီးပါတယ်ဆိုတာကိုယ်တိုင်လည်းဝတ်လို့ရတယ်ကျွန်တော်တို့ဒါလက်ဆောင်လည်းပြီးလို့ရပါဘောနော်ပြီးွားရင်ကျွန်တော်တို့နောက်ထပ်အထဲထဲမှာဒီမှာကျွန်တော်တို့ကြိုးတွေပါတယ်ပေါ့နော်ကြိုးကကျွန်တော်တို့ဒါ battery အချင်းချင်းချိတ်လို့ရတဲ့ကြိုးရောကျွန်တော်တို့ inverter နဲ့ battery နဲ့ချိတ်လို့ရတဲ့ကြိုးရောတခါတည်းပါပြီးသားပြီးွားရင်နောက်တစ်ခုကကျွန်တော်တို့ဒီ battery ရဲ့ကျွန်တော်တို့ဒီဟိုပါပေါ့နော်ဒါ terminal ကြိုးပေါ့battery နဲ့ inverter ချိတ်တဲ့ကြိုးပေါ့နော်အဲ့ကြိုးလည်းကျွန်တော်တွေ့ရသလောက်တော်တော်အထူကြီးကိုသုံးမိတာပေါ့နော်ပြီးွားရင်ကျွန်တော်ဒီကောင်ကကျတော့ရေလုံခေါင်းလို့ခေါ်တယ်ကျွန်တော်ရေလုံအောင်လို့ကျွန်တော်တို့ဒီ terminal battery terminal တစ်ခုကိုသုံးမိတာပေါ့နော်အရင်ကကျွန်တော် high end ဖြစ်တယ်ပြီးတော့ကျွန်တော်အခု battery လေးကိုကျွန်တော်အထက်ဟာလေးပြမယ်နော်ဒီရပါကျွန်တော်တို့အခုဒါ battery ကတော့ 314Ah ဒီမှာအကုန်လုံးရေးထားတယ်ကျွန်တော်တို့ base BMS ကိုကျွန်တော်တို့သုံးထားတယ်ပြီးရင်ကျွန်တော်တို့ EVE Grade A new cell ကိုသုံးထားတယ် Bluetooth နဲ့ Wi-Fi ပါပါတယ်ပေါ့နော်ပြီးရင်ကျွန်တော်ဒီမှာ screen လေးလည်းပါဝင်တယ် Okay အဲ့တော့ကျွန်တော်ဒီကောင်ကိုခွာလိုက်ပြီဆိုကျွန်တော်တို့ပထမဆုံးတွေ့ရတာကတော့ဒါသူ့ကိုကျွန်တော်တို့ cover လုပ်ထားတဲ့ဟာလေးပေါ့နော်အဲ့တော့ဒီအောက်ထဲမှာကျွန်တော်တို့ battery cells တွေနဲ့တေချာလေးလုပ်ထားပြီးတယ်အဲ့တော့ကျွန်တော်တစ်ခါလေးခွာပြပြီနော်ဒီကောင်ကကျွန်တော်တို့ဒီလိုမျိုးလေးပါ Okay အဲ့တော့ပထမဆုံးကျွန်တော်တို့စမြင်ရတာလုံးဝ circuit ပြားကြီးမြင်ရတယ်ပေါ့နော် circuit ပြားတွေဘာလို့သုံးထားလဲဆိုရင်ကျွန်တော်တို့နှစ်ရှည်ခံအောင်လို့သုံးမိတာအဲ့တော့ကျွန်တော်တို့ဒါကိုဘယ်လိုခေါ်လဲဆိုတော့ကျွန်တော် CCS လို့ခေါ်တယ်cell connect system ပေါ့နော်အဲ့တော့ကျွန်တော်တို့အရင်တုန်းကလာတဲ့ပုံစံကြတော့ကျွန်တော်တို့ကြိုးတွေနဲ့တစ်ခုချင်းကျွန်တော်တို့ join ထားတယ်နှစ်ရှည်ကြရင်ဗျာကျွန်တော်တို့ကြိုးတွေကဆွေးနိုင်တယ်ဒီကောင်ကြတော့ကျွန်တော်တို့ဒီလိုမျိုး circuit ပြားသုံးလိုက်တာနှစ်ဘယ်လောက်ကြာကျွန်တော်ဆွေးဖို့မရှိတော့ဘူးပေါ့နော်အဲ့တော့ရေရှည်အသုံးပြုဖို့အတွက်ကိုကျွန်တော်စဉ်းစားပြီးထုတ်ပေးရတယ်ဒီလိုမျိုးကျွန်တော်တို့ဒီ CCS ထည့်လိုက်ခြင်းအားဖြင့်ကျွန်တော်တို့ပြောရမယ်ဆိုရင် factory မှာကျွန်တော်တို့ဈေးနည်းနည်းလေးပိုသွားတယ်ပေါ့နော်အဲ့တော့တခြား battery နဲ့ကျွန်တော်ရှင်းလိုက်တဲ့အချိန်ကျရင်ဒီကောင်ကဈေးပိုမလားမပိုဘူးလားကျွန်တော်နောက်ဆုံးကျရင်အချက်ပြောပြပေးမယ် Okay ပြီးတော့ကျွန်တော်တို့သုံးထားတဲ့cell ကလည်းကျွန်တော် EVE Grade A new cell ကိုသုံးထားတယ် Grade A new cell မှာကျွန်တော်2025 စက်တင်ဘာမှာကျွန်တော်တို့ထုတ်တဲ့cell ကိုသုံးတာပေါ့နော်မိတ်ဆွေတို့ကျွန်တော်မသိမှဆိုလို့တခုပြောပြအောင်မယ်ကျွန်တော်တို့ EVE တွေကကျွန်တော်တို့ဒီ company ကပေါ့နော် cell အဟောင်းတွေလည်းကျွန်တော်တို့ရှိခဲ့တာရှိတယ် cell အဟောင်းဆိုရင်ကျွန်တော်ဈေးသက်သာတယ်ဒီကောင်ကကျွန်တော်2025စက်တင်ဘာမှာထုတ်တာဆိုတော့ကျွန်တော်တို့ဈေးကြီးတွေထဲမှာပါတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဈေးကြီးနဲ့ရောင်းမှာမဟုတ်ဘူးဈေးသက်သာနဲ့ရောင်းမှာဖြစ်တယ်ပြီးမှကျွန်တော် cell အပြင်ကိုကျွန်တော်နောက်ထပ်သုံးမိတာ Pace BMS ကိုသုံးမိတာ Pace BMS ကကျွန်တော်ဘယ်လောက်ထိမိုက်လဲဆိုရင်ကျွန်တော် inverter အကုန်လုံးနဲ့ချိတ်လို့ရတယ်ဘာမှကျွန်တော်တို့ပြောရမယ်ဆိုရင်ကျွန်တော် software ရေးစရာမလိုဘူးတခြားဟာတွေကျွန်တော်တို့ခေါင်းစားစရာမလိုဘူးပေါ့နော်ကျွန်တော်တခါတည်းအကုန်လုံးinverter နဲ့ချိတ်လို့ရတာပဲဖြစ်ပါတယ် Okay နောက်ထပ်ကျွန်တော်တို့သုံးထားပေးတာကဒီဘက်မှာဆိုရင်IP67 ကျွန်တော်လုံးဝရေလုံနဲ့ကျွန်တော် breaker ကိုသုံးမိထားတယ်ပြီးမှအောက်မှာဆိုရင်ကျွန်တော် battery terminal နှစ်ခုတွေ့ရမှာပေါ့နော်အပေါင်းအနှုတ်နှစ်ခုလုံးကလည်းကျွန်တော်တို့ဒီမှာရေလုံတဲ့ဟာတွေပဲပြောမယ်ဆိုရင်ဗျာဒီကောင်နေကျွန်တော်တို့အကုန်လုံးကကျွန်တော်တို့ဒီရေစင်တာတွေကျွန်တော်တို့ဖုံမဝင်အောင်နေအဲ့လိုမျိုးကျွန်တော်တို့လုပ်ပေးထားတဲ့ဟာပဲဖြစ်တယ်ပေါ့နော်ပြီးရင်ကျွန်တော်အောက်မှာထပ်ပြီးတော့ Wi-Fi ကျွန်တော်တို့ဒီ antenna တိုင်းလေးလည်းတွေ့မယ်ပြီးရင်ကျွန်တော် on off switch ခလုတ်လေးတွေ့မယ်ပြီးရင်အောက်မှာဆိုရင်ကျွန်တော်တို့ဒီ battery တစ်လုံးနဲ့တစ်လုံး parallel ချိတ်ဖို့အတွက်ကိုကျွန်တော်တို့inverter မှာဒီဟိုပါပေါ့နော်ကျွန်တော်တို့ဒီ RJ45 ကြိုးနဲ့ချိတ်ဖို့အတွက်ပါတခါတည်းထည့်ထားပေးတယ်ပေါ့နော် compound တွေပေါ့ကျွန်တော်ပြောမယ်ဆိုရင်အဲ့ဒါအဆုံးပါဝင်ပါတယ်ပြီးတော့ကျွန်တော်တို့ battery ရဲ့ဘေးမှာလည်း QR code နှစ်ခုပါတယ်ပေါ့နော် QR code တစ်ခုကကြတော့ကျွန်တော်တို့ဒီ application software ကိုကျွန်တော် download ဖို့ဘာ software လဲဆိုရင်ဒီ battery နဲ့ချိတ်ဖို့အတွက်ပေါ့ battery ကဘယ်လောက်မိုက်လဲဆိုရင်ကျွန်တော် Bluetooth နဲ့လည်းချိတ်လို့ရတယ် Wi-Fi နဲ့လည်းချိတ်လို့ရတယ် Wi-Fi နဲ့ချိတ်ထားမယ်ဆိုရင်မိတ်ဆွေကဘယ်နိုင်ငံပဲရောက်နေပြီလေ battery တွေကနေပြီးတော့ဘာတွေလုပ်နေလဲကျွန်တော်တို့ဘယ်လောက်အားကျန်သေးလဲအကုန်လုံးကြည့်လို့ရတယ်ပေါ့နော်အဲ့တော့ QR code နှစ်ခုကိုကျွန်တော်တို့ဖတ်လိုက်ပြီဆိုတာနဲ့အားလုံးအသေးစိတ်ဒီ battery ထဲမှာဘာတွေဖြစ်နေလဲဆိုတာအားလုံးကြည့်လို့ရပါတယ်ခင်ဗျအဲ့တော့ကျွန်တော်အခုဒီကောင်ကို power လေးဖွင့်ပြပေးမယ်ဘယ်လောက်လှလဲဆိုတာမိတ်ဆွေတို့ကြည့်လိုက်နော်
အဲ့တော့ဒီအရန်မိုက်တဲ့ battery ရဲ့ကျွန်တော်တို့အာမခံတဲ့ဈေးနှုန်းတွေတော့သိကျင်နေပြီထင်တယ်အာမခံကကြတော့ကျွန်တော်တို့ 5+5 year နဲ့ကျွန်တော်တို့10နှစ်တောင်အာမခံပေးထားတယ်ပထမ9နှစ်ကကျွန်တော်ပစ္စည်းပို့ရောလက်ခရောအခမဲ့ကျွန်တော်တို့ပြင်ပေးမယ်ပြီးတော့ကျွန်တော်တို့နောက်ထပ်9နှစ်ကကြတော့လက်ခအခမဲ့နဲ့ပြင်ပေးမယ်ပေါ့နော်ကျွန်တော်အရန်ကိုများတဲ့အာမခံပေးနေတာပဲဖြစ်တယ်ပြီးတော့ကျွန်တော်10နှစ်တောင်အာမခံပေးရဆိုမိတ်ဆွေတို့ထင်လိမ့်မယ်380ကျော်90လောက်နဲ့ဒီ battery ကိုရောင်းမယ်လို့ထင်နေလိမ့်မယ်အဲ့လိုမဟုတ်ဘူးကျွန်တော်တို့ရောင်းမဲ့ဈေးက63သိန်းပဲရှိတယ်နော်အရန်ကိုတက်တာတယ်ကျွန်တော် 51.2 314 AH မှာကျွန်တော်63သိန်းနဲ့ရောင်းနေတာလုံးဝမရှိသလောက်ရှားရပါတော့ရှိခဲ့တယ်ဆိုရင်လည်းကျွန်တော် CCS မပါဘူးပေါ့ CCS စနစ်ကကျွန်တော်တကယ်ကိုအရင်အဆင့်မြင့်နဲ့ကျွန်တော်စနစ်ပဲဖြစ်တယ်အဲ့လိုမျိုးဈေးနဲ့မိတ်ဆွေတို့ဝယ်ယူလို့ရမယ်ဘယ်မှာဝယ်ယူလို့ရလဲဆိုရင်ကျွန်တော်တို့ Powerful Electronic ဆိုင်မှာဝယ်ယူလို့ရတယ်ကျွန်တော်တာမွေရဲ့မြောက်တော့ကုန်ရှိတယ်ပြီးတော့ကျွန်တော်တို့စီကနေပြီးတော့လက်လီရောလက်ကာရောဝယ်ယူလို့ရပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်